ကျွန်တော်တို့ပြောပြပါမယ်အကြောင်းအရာကတော့ကုန်းစိုးရသည်ဥတုဖြစ်ပါတယ်ကုန်းစိုးရသည်ဥတုဆိုတာတစ်နှစ်အတွင်းမိုးရသည်နဲ့မိုးမရသည်ဆိုပြီးနှစ်ပိုင်းခွဲခြားထားတဲ့သဘာဝရသည်ဥတုပုံစံပဲဖြစ်ပါတယ်အဓိကအားဖြင့်အာရှတောင်ပိုင်းအိန္ဒိယသမုဒ္ဒရာနေဒေသများတွင်တွေ့ရတဲ့သဘာဝအခြေအနေဖြစ်ပြီးမြန်မာနိုင်ငံမှာလည်းအရန်သက်ရောက်မှုရှိပါတယ်ကုန်းစိုးရသည်ဥတုမှာတစ်နေ့တည်းမှာမိုးရသည်နဲ့မိုးမဲရသည်ဆိုပြီး200သည်ပဲရှိပါတယ်ဒီအရာတွေကပင်လယ်နဲ့မြေကြီးကြားအပူချိန်မတူမှုကြောင့်လေကြောင်းအုပ်စုပြောင်းလဲမှုကြောင့်ဖြစ်ပေါ်လာတာဖြစ်ပါတယ်။အခြားရသည့်ဥတုပုံစံတွေလိုနှွေးမိုးဆောင်တိုက်ရိုက်မခွဲနိုင်ပဲမိုးနဲ့မိုးမဲဆိုတဲ့နှစ်ပိုင်းပဲခွဲနိုင်တာတည်တဲ့လက္ခဏာဖြစ်ပါတယ်။ပင်လယ်ကနေအော်တိုဘလာတီကိုမိုးရသည်လို့ခေါ်ကြပါတယ်။ဒီချိန်မှာပင်လယ်ဘက်ကဆွဆွတဲ့လေထုမြေကြီးဘက်ကိုဝင်လာပြီးမိုးအများကြီးရွာသွန်းစေပါတယ်။နွေမာလာကနေဘလာတီကိုတော့မိုးမဲရသည်ဥတုလို့ခေါ်ကြပါတယ်။ဒီချိန်မှာမြေကြီးဘက်ကနွေးထွေးတဲ့လေထုအပေါ်မိုးထွက်ပြီးပင်လယ်ဘက်ကိုထပ်သွားလို့မိုးအရမ်းနေပြီးခြောက်သွားတတ်ပါတယ်။တွေ့ရတဲ့ဒေသများကုန်းစိုးရသည်ဥတုကိုအဓိကအားဖြင့်အိန္ဒိယ၊ဘင်္ဂလားဒေ့ရှ်၊မြန်မာ၊ထိုင်း၊ကမ္ဘောဒီးယားနဲ့လာအိုတောင်ပိုင်းတွေမှာတွေ့ရပါတယ်။အဲ့ဒါအပြင်အာရှတိုက်အနောက်ပိုင်းနဲ့အရှေ့အာဖရိကတချို့ဒေသတွေမှာလည်းတူညီတဲ့သဘာဝအခြေအနေတွေဖြစ်ပေါ်နေပါတယ်။အထူးသဖြင့်မြန်မာနိုင်ငံအတွက်မေလကနေအောက်တိုဘာလအထိမိုးရာသီဖြစ်ပြီးတော့လူမှုဘဝနဲ့စိုက်ပျိုးရေးအတွက်အရင်ကြီးလွန်းတဲ့အခြေအနေပဲဖြစ်ပါတယ်ကျိုးတက်ရောက်မှုကုန်းစိုးရသည်ဥတုဟာစိုက်ပျိုးရေးအတွက်အရန်ရေးကြီးပါတယ်မိုးရသည်မှာရေလုံလောက်လို့စပါးဆိုင်နိုင်ပြီးမြန်မာလူထုဘဝအတွက်အခြေခံစားကျွေးမှုဖြစ်စေပါတယ်ဒါပေမဲ့မိုးလွန်ရွာတဲ့အချိန်မှာရေကြီးခြင်းမိုးမဲရသည်ဥတုမှာခြောက်သွားခြင်းတွေဖြစ်နိုင်ပြီးအနည်းငယ်လေးရှိပါတယ်အဲဒီကြောင့်လူဘဝစီးပွားရေးဘာဝပတ်ဝန်းကျင်အလုံးဟာကုန်းစိုးရသည်ဥတုပေါ်အပြည့်အဝမှုတူနေတယ်ဆိုရပါမယ်အနည်းရှုပ်အနေနဲ့ကုန်းစိုးရသည်ဥတုဆိုတာတစ်နှစ်ကိုမိုးရသည်နဲ့မိုးမရသည်ဆိုပြီးနှစ်ပိုင်းခွဲခြားထားတဲ့ရာသီဥတုပုံစံတစ်ခုဖြစ်ပါတယ်။ဒေသအလိုက်အကျိုးကျေးဇူးတွေရှိသလိုသဘာဝဘေးရန်တွေလည်းဖြစ်နိုင်ပါတယ်။မြန်မာနိုင်ငံအပါအဝင်အာရှတောင်ပိုင်းဒေသတွေရဲ့စိုက်ပျိုးရေးဒုဘဝအတွက်အရေးကြီးသောရာသီဥတုပုံစံတစ်ခုလည်းဖြစ်ပါတယ်။ဒီ project ကိုကျွန်တော်တို့တင်ကြည့်တဲ့အဖွဲ့မှာ G90 Trail, G90 Tan, G90 9, G90 23နဲ့ကျွန်တော် G90 14တို့ကပါဝင်ဆောင်ရွက်ပေးထားပဲဖြစ်ပါတယ်ခင်ဗျာ။